မင်္ဂလာပါဒီတစ်ပတ်စနေနေ့ညရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ Manchester United နဲ့ Hull City တို့ရဲ့ပွဲစဉ်အကြောင်းပြောပြချင်ပါတယ်ဆိုတော့ Manchester United ကတော့အထွေထူးပရိသတ်တွေကိုမိတ်ဆက်စရာမလိုတဲ့အသင်းတစ်သင်းဖြစ်ပါတယ် Hull City ကတော့ဒီရာသီမှာမှ Premier League ကိုတန်းတက်လာတဲ့တန်းတက်အသင်းသေးလေးတစ်သင်းဖြစ်ပါတယ်ဆိုတော့ Hull City ဟာဒီရာသီ Premier League အဖွင့်ပွဲစဉ်ကိုသူ့ရဲ့အိမ်ကွင်းမှာပဲ Manchester United ကိုရှင်ပြိုင်ကစားမှာဖြစ်ပါတယ်ဆိုတော့Hull City ကတော့ဒီရာသီမှာတန်းတက်လာတဲ့အသင်းဖြစ်တယ်လို့ရာသီကြိုရှေ့စမ်းပွဲရလဒ်တွေကိုကြည့်လို့ရှင်လဲတိတ်အားရစရာကောင်းတဲ့အနေအထားတော့မတွေ့ပါဘူး၅ပွဲကန်ထားပြီးတော့ Hull City က2ပွဲနိုင်2ပွဲသရေနဲ့1ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားပါတယ်ဆိုတော့ Manchester United အနေနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းနောက်ဆုံးရှေ့စမ်းပွဲဖြစ်တဲ့ AC Milan နဲ့ပွဲမှာဆိုလို့ရှိရင်ဒါ4-2ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်ကောရှေ့ပြတ်ပါရှုံးနိမ့်ထားတာတွေ့ရပါတယ် Manchester United ကပြီးခဲ့တဲ့ရာသီကမိုက်ကယ်ကာရက်ရောက်လာပြီးတဲ့နောက်ပိုင်းမှာ Premier League ထိပ်သီးအသင်းတွေထဲမှာရမှတ်စုဆောင်းမှုအများဆုံးအသင်းဖြစ်ပါတယ်ရှေ့စွမ်းလည်းအကောင်းမွန်ဆုံးအသင်းလို့ပြောလို့ရပါတယ်ဒါပေမဲ့လည်းအဆင့်3နဲ့ရာသီသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ Manchester United ရဲ့ပရိသတ်တွေကအသင်းကိုဒီရာသီမှာအတော်လေးအားရစရာကောင်းတဲ့အင်အားဖြစ်တင်မှုတွေလုပ်ပေးလိမ့်မယ်လို့မျှော်လင့်ထားတာပါဒါပေမဲ့လက်ရှိချိန်ထိတော့ Manchester United ဟာကွင်းလယ်မှာ Andre Santos နဲ့ Tielemans တို့နှစ်ယောက်ကိုပဲခေါ်ယူအားဖြည့်ထားတာတွေ့ရပါတယ်ကွင်းလယ်မှာကစားသမားနှစ်ယောက်ကိုခေါ်ယူမှုလုပ်ထားပေမဲ့လည်း Manchester United ရဲ့ပြီးခဲ့တဲ့ရာသီကွင်းလယ်ကိုဦးဆောင်ခဲ့တဲ့ Casemiro ထွက်သွားတာတွေ့ရပါတယ်ဆိုတော့ Manchester United ရဲ့ဒီရာသီကစားသမားခေါ်ယူမှုအခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အားရစရာကောင်းတဲ့အနေအထားမျိုးမရှိပါဘူးသို့တော်လည်း Hull City နဲ့ပြန်ပြီးတော့ရှင်ပြိုင်တဲ့အခါမှာတော့ Manchester United နဲ့ Hull City ရဲ့ဂျာကကွာဟချက်ကြီးကြီးမားမားရှိပါတယ်ကျွန်တော်ထိပ်တိုက်တွေ့ဆုံမှုကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း Hull City နဲ့ Manchester United နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု10ကြိမ်မှာ Manchester United က Hull City ကို9ကြိမ်အထိနိုင်ယူထားပါတယ်Hull City ကတော့ Manchester United ကို1ကြိမ်ပဲနိုင်ယူထားပြီးတော့2ကြိမ်ကသေချတာတွေ့ရပါတယ်ဆိုတော့ထိပ်တိုက်တွေ့ဆုံမှုအရှင်နေရလဲ Manchester United က Hull City တက်ပို့ပြီးတော့ကောင်းမွန်တဲ့အသင်းဖြစ်သလိုဂိုးပြတ်ရှေ့ပြတ်နဲ့အနိုင်ယူထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီနှစ်သင်းရဲ့ပထမဆုံးဒီရာသီထိပ်တိုက်တွေ့ဆုံမှုမှာဆိုလို့ရှိရင်တော့ Hull City ကတန်းတက်လာတဲ့အသင်းဖြစ်သလိုရှေ့စွမ်းရလဲ Manchester United ကိုရှင်ပြိုင်ကစားဖို့ခက်ပါတယ်သူ့ရဲ့အိမ်ကွင်းအားသာချက်ရှိတယ်နောက်တစ်ခုကတော့ဒီ Hull City ရဲ့ဒီအားထားရတဲ့အထောင်တိုက်စစ်မှုကတော့ Matt Breen ပေါ့လေဆိုတော့ Matt Breen က Premier League မှာသူအတွေ့အကြုံရှိပြီးသားတိုက်စစ်မှုတူဖြစ်ပါတယ်ကျွန်တော်က Sheffield United နဲ့အတူ Premier League မှာပြိုင်ပွဲတချို့ကန်ခဲ့ဘူးတာရှိပါတယ်ဒီကစားသမားက Hull City ရဲ့ဒါအကောင်းဆုံးဂိုးသွင်းကစားသမားတစ်ယောက်ဖြစ်တယ်လို့ပဲအားထားရတဲ့အထောင်တိုက်စစ်မှုတူလည်းဖြစ်ပါတယ်သူ့ကိုဒါအဓိကManchester United ရဲ့နောက်ခံလူတွေထိန်းချုပ်ကစားနိုင်မယ်ဆိုရင် Hull City လိုအသင်းကို Manchester United ကိုပြန်ပေးရဖို့လည်းမရှိပါဘူးဆိုတော့ Manchester United တိုက်စစ်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းတိုက်စစ်ပိုင်းမှာအလဲပြောင်းလုပ်နိုင်တဲ့ကစားသမားတွေအများကြီးရှိပါတယ် Marcus Rashford ပြန်ရောက်လာတာရှိတယ်ကုညာ Bryan Mbeumo Amad Diallo ဒီလိုကစားသမားတွေက Hull City ရဲ့ခံစစ်ကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့အရည်ရှင်တွေရှိပါတယ် Manchester United ရဲ့ Premier ရာသီအစ Hull City နဲ့ပွဲစဉ်မှာတော့ Manchester United အတွက်ဂိုးပြတ်အနိုင်ရလဒ်ကလွယ်ပြီးတော့တခြားရလဒ်ရလာစရာအကြောင်းမရှိဘူးလို့ထင်ပါတယ် Hull City အတွက်တော့ Manchester United လို့အသင်းမျိုးနဲ့ Premier League ကိုစဖွင့်ရတာကန်ဆိုးမိုးမောင်ကြတယ်လို့ပဲဆိုရမှာပါအဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်